ရှင်းသွားနေကျွန်တော်ပြောလိုက်မယ်ကျွန်တော်ခင်းစားမယ်လေစားပြီးရောဟုတ်လားအေးသူလည်းစားရချင်းပြီးကြားမှာကျွန်တော်ဗိုက်ဆန်နေလို့လုံးကျမသာကျမဘယ်တော့ရှင်ရှိမှသာချင်းဆိုင်ပြီးစားမယ်ကျမတော့ကိုမလိုက်တော့ဘူးအဲ့လိုမဟုတ်ဘူးမိမပြန်နေပါလို့ကျမလည်းမဟုတ်ရှစနာပြောလေရှိမလက်ရှင်ဘယ်တော့ကျမထိုင်စားမယ်ချိန်ပြောတာအလုပ်ကြိုက်တာလုပ်လို့ရတယ်မိုင်းပြည့်တွေရောက်သွားမှာရှင်လုပ်သွားလို့ရှင်လုပ်လို့ရတယ်ပြောချင်တာကျမအဲ့မှာထိုင်နေလို့ရတယ်ထိုင်စားမလားဟုတ်တယ်ပေါင်းနေပြအောင်ကျောက်စရာရင်တော့အစားအသောက်နဲ့ပတ်သက်အရင်ကြံတန်းစားမှကြံမိုးချုပ်မင်းလည်းကြမ်းတော့ဗိုက်စားလို့အဲ့ဒါလေးဖြစ်ရှင်းပဲရှင်ကျမဘေးနားမှာရှိနေအောင်ဘက်ကစားအောင်ပါလားရှင်ဆိုင်ရှင်မအရင်ပြောရလေမဘေးနားမှာရှိလို့ရှင်ဘာမစားရလဲဘာမှဖြစ်ဘူးဆိုအခုကြာဖြစ်သွားရလားဟုတ်စားနေဘယ်လိုအခုအောင်ဗိုက်စားနေစားချင်တာဒီမျိုးစားနေရတယ်ဒီမျိုးဖြစ်နေကျမဒီဘယ်လိုလဲတခြားဟာဘာပဲစားချင်တာမစားရသေးဘိုက်ပြည့်ရလို့မထင်ဘူးအဲ့လိုတော့မဟုတ်ဘူးအဲ့ကျမကြိုက်တာစားလိုက်ရရင်ဘိုက်ပြည့်ရလို့ထင်အေးလေအဲ့ကြောင့်မလို့တခြားဟာဘာစားကိုစားချင်တာကြိုက်တာမစားရသေးသေးဘိုက်ပြည့်ရမထင်ဘူးဟုတ်တယ်အဲ့ခံစားချက်မရဘူးဒါမကြိုက်တော့စားတော့မတင်းဘူးလေဒီအေးပဲတောက်နေရတယ်စဉ်းစားကြမှာပေါ့တနာနေတိလေးသွားစားမယ်လို့ပြောကြပါပြောလဲညချင်ချာကီကျွေးမယ်မစားဘဲမမျိုးကျွေးမှာဆိုဟုတ်တယ်အဲ့လိုလဲစဉ်းစားနိုင်မယ်ရှင်းရဲ့ plan နေကျွန်မနောက်ထောင်လိုက်တဲ့အချိန်မှာညမိုးချုံမယ်ဆိုရဲအတွေ့အကြုံကျွန်မဝင်သွားခဲ့ဟုတ်ဟဲ့အဲ့တော့ကျွန်မစားအဲ့ညစီတော့မယ်အခုမဆိုင်တော့ပါစဝယ်ထားမယ်ညကြိုက်ရှင်းကိုစောင့်နေတဲ့အချိန်မှာဘိုက်ဆိုင်စားမယ်နောက်ညကြိုက်နဲ့စားစားမယ် plan အခုလဲစားတယ်ပြီးပါစဝယ်ကျွန်မကိုစောင့်နေတဲ့အချိန်မှာစားမယ်ပြီးနောက်တစ်ခေါက်ထပ်ပြီးညချင်ဘိုက်ဆိုင်စားမယ် OMG ကျမလူနဲ့ဖြစ်နေအောင်ဟုတ်ရလားအစားတောက်နဲ့ပတ်သက်အရင်တောင်းကြမ်းနေတော့အေးရတယ်ကုံရတယ်နားသေးတာโอเคညသေးတာဘာလုံးမှာကိုစားချင်တိုင်းကြည့်မယ်မရှိရင်ဝယ်မရှိဘူးမရှိဝယ်မရှိဘူးရှိရင်ဝယ်မရှိဘူးရှိရင်ဝယ်မရှိဘူးနာဘာလဲလို့လဲမမေးနဲ့အဲဆိုအဲ့ဆက်မှာအဲ့ကြမှာစားချင်တာကြည့်မယ်ရှင်းမလဲရှင်းစားကြည့်โอเคလေကိုဆက်ပြောစောနာပြောကက်ကလန်ပြောနေဆက်ပြောသူမဟုတ်သလိုပဲကြည့်ပြောဆက်ပြောခဏစားတော့ကြောင်ပြောနေရောလို့ချက်ပါမစားပြောင်းလိမ့်ပြောမူမရရတယ်ပြောင်းလိမ့်တာတော့တော့